တန်းထဲမှာအိုမိုင်ကလက်တချင်းကိုတိတ်တဆိတ်တီဆိုခဲ့တာဟာရိုက်ကူးရေးကင်မရာမန်ကအွန်လိုင်းပေါ်တင်လိုက်လိမ့်မယ်လို့မင်းလုံးဝထင်မထားခဲ့ပါဘူးအဲ့ဒါကြောင့်ပဲမင်းဘေးနာကတနိုင်ငံလုံးရဲ့နှစ်သမီးလေးဖြစ်တဲ့ဘေးထိုင်ကောင်ကကောင်မလေးကမင်းကိုစိတ်ဝင်စားသွားခဲ့တာပါအကြောင်းစုံကိုတိလိုက်ရတဲ့အခါမင်းကိုလက်ကိုပင်ပြန်ခုတ်ပစ်ခြင်းစိတ်ပေါ်လာခဲ့တယ်ဒီကဘာမှာအေးဆေးရဲနေမယ်လို့ဆုံးဖြတ်ထားတာမဟုတ်ဘူးလားဘာလို့ကဘာမြေဟောင်းရဲ့ကန်ထဝင်တချင်းကိုတွားတီးမိရတာလဲခုတော့ပြဿနာကြီးတက်ပြီကျောင်းတစ်ကျောင်းလုံးကမင်းကိုဘေးနာကကောင်မလေးကိုကြိုက်နေတယ်လို့ထင်ကုန်ကြပြီကဘာမြေဟောင်းတုန်းကမင်းကနာမည်မရှိတဲ့တာမန်အမှုပညာရှင်အသေးလေးပါပဲဖြောဖြေလောကရဲ့မကောင်းတဲ့တွေကိုညှိငွေသွားပြီးနောက်အထက်တန်းကျောင်းသားဖြစ်ပြန်လည်မွေးဖွားလာခဲ့တာဖြစ်တဲ့လောကကြီးနဲ့ဝေးရမှာအေးဆေးပညာသင်ခြင်းရုံပဲရှိခဲ့တာပါဒါပေမဲ့ငယ်ရွယ်ချိန်ဆိုတဲ့အစီအစဉ်ကမင်းရဲ့အေဂျင့်ရဲ့ဘဝကိုရိုက်ခွဲပြလိုက်တယ်အဲ့ဒီနေ့မိုးလွယ်ပိုင်းတချင်းဆိုတန်းရဲ့နောက်ဆုံးချိန်မှာတချင်းဆရာမနဲ့ဒါရိုက်တာတို့နောက်တန်းမှာထိုင်နေကြတယ်အမှုပညာရှင်ကျောင်းသားတွေရဲ့ဖြောဖြေမှုကိုကြည့်ဖို့ပြင်ဆင်ထားတာပါအမှုပညာရှင်ကျောင်းသားတွေစင်ပေါ်တက်ဖြောဖြေကြတဲ့အခါသူတို့ရဲ့ဖြောဖြေမှုတွေကတကယ်ကိုကောင်းမွန်လာပါတယ်နောက်ဆုံးမှာတော့မင်းရဲ့ဘေးထိုင်ကုန်ကမေရီတက်ရမယ့်အလှည့်ရောက်လာတယ်မင်းတခါမှမကြားဘူးတဲ့တချင်းကိုနားထောင်ရင်းနဲ့နားထောင်လေးလေးတစ်ခုခုမားနေတယ်လို့ခံစားရနေလေပါပဲတချင်းကိုမသိပေမဲ့ကစ်တာတန်ထဲမှာရှုပ်ထွေးတဲ့အတန်တွေပါတယ်ကစ်တာကျိုးတစ်ခုခုမားနေပုံရတယ်တချင်းဆိုလို့ပြီးသွားတဲ့အခါကောင်မလေးကအားလုံးကိုဥညွတ်ကျေးဇူးတင်လိုက်တယ်မင်းတေချာနားထောင်နေတာကိုတွေ့တော့သူကစိတ်ကျေနပ်စွာပြုံးပြပေမဲ့မင်းရဲ့မျက်လုံးတွေကသူ့ကစ်တာပေါ်မှာပဲရောက်နေခဲ့တယ်ကစ်တာကျိုးတွေနည်းနည်းလွဲနေတာကိုမင်းတတိထားမိတယ်သူ့ကိုတတိပေးတင်သလားဘာမှမပြောရင်ဒီတုံးအမလေးကသူ့ကစ်တာရဲ့ချိုးရင်းချက်ကိုဘယ်တော့မှသိမှာမဟုတ်ဘူးလားဒါပေမဲ့အခုတတိပေးလိုက်ရင်မင်းကစ်တာတိတက်တာကိုဖော်ပြလိုက်တယ်လို့ဖြစ်မသွားဘူးလားထားလိုက်ပါတော့ဘာမှမပြောဖို့ပဲဆုံးဖြတ်လိုက်တယ်တနေ့နေ့တော့သူတည်သွားမှာပါကျောင်းစင်းတော့အမှုပညာရှင်ကျောင်းသားတွေတက်ရှင်ရေးလုပ်ရမယ့်အလှည့်ရောက်လာတယ်ဒါပေမဲ့ကျောင်းတကားပြင်မှာပရိသတ်တွေအများကြီးစောင့်နေတာကြောင့်တက်ရှင်ရေးလုပ်လို့ကျောင်းစင်းနောက်ကျရင်အခြေအနေတွေရှုပ်ထွေးသွားမှာတေချာတယ်မင်းကအဖွဲ့ရဲမှာတာမန်ကျောင်းသားတယောက်တည်းဖြစ်နေတာကြောင့်စာသင်ခန်းတက်ရှင်ရေးလုပ်ရမယ့်ခက်ခဲတဲ့အလုပ်ကမင်းပေါ်လုံးဝကြားရောက်လာခဲ့တယ်အတိတ်ဘဝတုန်းကဘေးဖယ်ခံရတာကြင်ကြံနေလို့ထင်တယ်မင်းကတယောက်တည်းနေရတာကိုပို့သဘောကျတယ်စာသင်ခန်းတက်ရှင်ရေးကိုအေးဆေးရဲပြအောင်လုပ်လိုက်ပြီးပြင်းကြောဆက်လိုက်တယ်ရုတ်တရက်ခုံပေါ်ကကစ်တာအိတ်ကိုကြည်ရင်စမ်းကြတာတခုကိုတတိထားမိလိုက်တယ်သူ့အတွက်ကစ်တာကြိုးညှိပေးလိုက်ရင်ကောင်းမလားဒီလောက်ကွာခြားချက်သေးလေးကိုသူတတိထားမိမှာမဟုတ်ပါဘူးမသိအောင်ကောင်းမှုတစ်ခုလုပ်ပေးလိုက်တယ်လို့ပဲသဘောထားလိုက်ပါပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ဘယ်သူမှမရှိဘူးအဲ့ဒီတော့မှကစ်တာကိုထုတ်လိုက်တယ်တက်တမမြောက်ကွက်ကြားနဲ့ကစ်တာကြိုးကြားကြားဟမှုကနည်းနည်းလွဲနေတာပါမင်းရဲ့အတွေ့အကြုံကိုသုံးပြီးနည်းနည်းပြင်းညှိလိုက်တော့မှစိတ်ကျေနပ်စွာခေါင်းညှိလိုက်တယ်အခုတေချာတီးလို့ရမရတီးကျင်တာကြောင့်ကစ်တာကြိုးတွေကိုညင်သာစွာခတ်ကြည့်လိုက်တယ်ဘေးထိုင်ကုန်ကကောင်မလေးရဲ့ကစ်တာဖြစ်နေတာကြောင့်အိုမိုင်ကလက်တချင်းကိုပဲတီးလိုက်တော့တယ်တိတ်ဆိတ်နေတဲ့စာသင်ခန်းထဲမှာနေဝင်ချင်းအလင်းရောင်အောက်မှာကစ်တာကြိုးတွေကိုညင်သာစွာခတ်လိုက်တယ်ခံစားလွယ်တဲ့နင်းကိုဘသူတိမ့်ပိုက်သွားတယ်လဲနင်းကိုတဲ့အခါဘသူနှစ်သိမ့်ပေးခဲ့တယ်လဲငါရေးခဲ့တဲ့စာတွေကိုဘသူဖတ်ခဲ့တယ်လဲအဲ့ဒီစာတွေကိုလေထဲကိုဘသူလွှင့်ပစ်ခဲ့တယ်လဲတချင်းဆိုပြီးတာနဲ့နေဝင်ချင်းအောက်မှာကျောင်းပြင်ကိုထွက်လာခဲ့တယ်ဒါပေမဲ့ဝေးမရောက်ခင်စီစဉ်ဒါရိုက်တာဆူရင်းနဲ့ကင်မရာမန်နဲ့တွားတွေ့တယ်သူတို့ကိုမြင်တော့ငြိမ်ငြိမ်လေးခေါင်းညှိပြပြီးအမြန်ထွက်သွားလိုက်တယ်အဲ့ဒီအတိုင်းဝိုင်းကလူတွေနဲ့အဆက်အသွယ်မလုပ်ချင်ဘူးစာပဲစူးစမ်းချင်တဲ့တာမန်ကျောင်းသားတယောက်ပါဆူရင်းနဲ့ကင်မရာမန်တို့လည်းမင်းကိုဂယူးမဆိုင်ခဲ့ကြပါဘူးရိုက်ကူးရေးလုပ်တဲ့စာသင်ခန်းစီတိုက်ရိုက်သွားခဲ့ကြတယ်ဘာလို့ဆိုကင်မရာမန်ကအိမ်ပြန်လမ်းမှာကင်မရာပိတ်ဖို့မေ့သွားတာကိုတတိယလိုက်လို့ပါကင်မရာစီလျှောက်သွားပြီးအလားကားရိုက်ထားတာတွေကိုဖျက်ပစ်ဖို့ပြင်လိုက်တယ်ဒါပေမဲ့ရုတ်တရက်သူ့လက်တွေတုံဆိုင်သွားခဲ့တယ်ဘာလို့ဆိုကင်မရာထဲမှာနေဝင်ချိန်အောက်မှာကောင်လေးတယောက်ကကစ်တာကိုထုတ်ပြီးနည်းနည်းပြင်းညှိနေတာကိုတွေ့လိုက်ရလို့ပါပြီးတော့ကောင်လေးကထိုင်လိုက်ပြီးကစ်တာတီးကတချင်းဆိုတော့တာပဲတချင်းပြီးသွားတော့မှကင်မရာမန်တတိပြန်ဝင်လာခဲ့တယ်ငါတို့ဘာလုပ်ကြမလဲဖျက်ပစ်ရမလားမင်းယူနေလားဒါငါတို့တွေ့လိုက်ရတဲ့ယတနာစစ်စစ်ပဲဝတ်ထားတဲ့ယတနာကြီးကင်မရာမန်ခေါင်းညှိလိုက်တယ်သူကဂီတကိုလုံးဝစိတ်မဝင်စားတဲ့သူလို့ထင်ထားတာဒါပေမဲ့ဒီတချင်းကိုကြားပြီးတော့မျက်ရည်ကျချင်လာတယ်လို့ခံစားလိုက်ရတယ်ဒါတခုတည်းနဲ့တင်တချင်းကဘယ်လောက်ထိရောက်တယ်ဆိုတာတက်တည်ပြနေပြီလေမနေ့ပြန်ကစားပြီးဒီကောင်လေးနဲ့မေရီတို့ရဲ့အပြန်လန်ပုံရိပ်တွေကိုပိုရိုက်ကူးသူမသိအောင်လုပ်တော့သူရေးတဲ့တချင်းစာသားတွေကမေရီကိုခံစားချက်ရှိနေတာတေချာတယ်ဒီလောက်ပါရမိပါပြီရုပ်ချောတဲ့ကောင်လေးကိုငါနာမည်ကြီးအောင်လုပ်ပေးမယ်အကြီးကျယ်နာမည်ကြီးစေရမယ်သူ့ကိုအရင်မပြောပြတင်ဘူးလားတိုက်ရိုက်လွှင့်ထုတ်လိုက်ရင်မကောင်းဘူးထင်တယ်ကလေးတွေကဘာမှမသိသေးပါဘူးဒီတချင်းဘယ်လောက်တန်မိုးရှိလဲသူမသိဘူးအစီအစဉ်လွှင့်ပြီးနာမည်ကြီးလာတာကိုခံစားလိုက်ရရင်သူ့ကိုပြောပြဖို့မနောက်ကြပါဘူးအဲ့ဒီအချိန်မှာမင်းစာတင်ခန်းထဲမှာဘာဖြစ်သွားလဲလုံးဝမသိခဲ့ပါဘူးအကယ်လေးတီးခဲ့ရင်တယောက်ယောက်ကိုထိုးပစ်ချင်စိတ်ပေါက်သွားမှတေချာတယ်အဲ့ဒီအချိန်မှာဆူရင်းကစာတင်ခန်းထဲကပျောက်ကွယ်သွားတဲ့နေရာကိုကြည့်ရင်အသက်ပြင်းပြင်းရှူလိုက်တယ်ပထမဆုံးအပိုင်းရဲ့ခေါင်းစဉ်ကိုရပြီးအိုမိုင်ကလက်လိုပဲပေးကြတာပေါ့နောက်တစ်နေ့မှာမင်းပုံမှန်တိုင်းကြောင်းသွားခဲ့တယ်ထိုင်လိုက်တာနဲ့မေရီကတိုးတိုးလေးပြောတယ်လူရောင်ဒီမနေ့အတန်းထဲဝင်လာတော့ငါကစ်တာအိတ်စစ်ကနင်းနေပွင့်နေတာတတိထားမိတယ်မင်းညကနင်းတက်ရှင်းရေးလုပ်ရတာမဟုတ်ဘူးလားနင်းမဟုတ်ဘူးလို့တော့မပြောနဲ့နော်မင်းရင်ထိတ်သွားခဲ့တယ်ပြည့်ရှိတယ်လို့ခံစားရပေမဲ့ဟန်ဆောင်ထားရတော့မယ်မင်းခေါင်းကုတ်ပြီးစဝေးစွာနဲ့မဟုတ်ပါဘူးလို့တိုးတိုးလေးညှိလိုက်တယ်မေရီကတန်တရားနဲ့ကြည့်ပေမဲ့ထပ်မမေးတော့ပါဘူးငါမှတ်တာမလို့လားမသိဘူးစစ်တေချာမပိတ်ခဲ့လို့ထင်တယ်ပေါ့မင်းတို့နှစ်ယောက်စကားပြောနေတော့တခုခုမားနေတယ်လို့ခံစားနေရတယ်ပုံမှန်ဆိုအမှုပညာရှင်တွေကိုပဲရိုက်တဲ့ကင်မရာမန်ကဒီနေ့မင်းဘေးနားမှာပိုခဏခဏပေါ်လာလို့ပါဒါပေမဲ့ပြန်စဉ်းစားလိုက်တော့လေမင်းကနမီမရှိရဲ့တာမန်လူပဲလေရိုက်ကူးရေးဖွဲ့ကမင်းထက်ပိုတီးမှာပါဒါပေမဲ့မေရီနဲ့တဖရိန်နဲ့မပါအောင်ရှောင်တင်တာတော့အမှန်ပဲဒါရိုက်တာကထူးဆန်းတဲ့စိတ်ကူးရသွားရင်တော့အဲ့ဒါဆိုရင်တော့လုံးဝသွားပြီပဲအဲ့ဒါစဉ်းစားပြီးတော့အစီအစဉ်ကြောင်းပိုတီးအောင်လုပ်ဖို့ဆုံးဖြတ်လိုက်တယ်ဒါမှနောက်မှပြန်စစ်ပြီးမင်းပုံရိပ်တွေအများကြီးမပါတာတေချာအောင်လုပ်လို့ရမှာဒါနဲ့မင်းလဲပြီးကင်မရာမန်ကိုအစီအစဉ်ပထမပိုင်းကဘယ်တော့လွတ်မှာလဲလို့မေးလိုက်တယ်ကင်မရာမန်ကအန်အားသင့်စွာနဲ့ဒီစနေနေ့ည8 နာရီလေးပါလို့မေးတာလေလို့ပြောတယ်မင်းတာမန်ပဲပြုံးလိုက်ပြီးလွင့်ရင်ငါးပုံလေးပါမပါကြည့်လို့ပါတဲ့အဲ့လိုပြောလိုက်တာနဲ့မေရီကနင်းကင်မရာမှာပါချင်ရင်ငါ့ကိုပြောရုံပဲလေလို့ပြောလိုက်တယ်မဟုတ်တာငါအဲ့လိုအတိတ်ပဲမဟုတ်ပါဘူးလို့ပြောပြီးရှင်းရွံ့စွာနဲ့ထွက်သွားလိုက်တယ်အဲ့ဒီညမှာပဲငယ်ရွယ်ချင်းရဲ့အပိုင်းတနမူနာဗီဒီယိုထွက်လာခဲ့တယ်အမှုပညာရှင်ကျောင်းသား9ယောက်ရဲ့မိတ်ဆက်မှုနဲ့စတင်ခဲ့ပြီးနောက်ဆုံးမှာတော့ကျောင်းစင်းချိန်နေဝင်ချိန်အောက်ကစာတင်ခန်းလို့မှရပ်တန့်သွားခဲ့တယ်တမိနဲ့အတွင်းမှာတင်စိတ်ဝင်စားစရာတွေနဲ့ပြည့်နှက်နေခဲ့တာပါငါပိုရေးမိတာများလားနမူနာဗီဒီယိုကြည့်ပြီးနောက်မင်းနဲ့ပတ်သက်တဲ့ပုံရိပ်တစ်ခုမှမတွေ့တာမို့စိတ်အေးသွားခဲ့တယ်3ရက်ဆိုတဲ့အချိန်ကခဏလေးကုန်လုံးသွားခဲ့တယ်ကင်မရာမန်ကတိတ်တဆိတ်ရိုက်နေတာကလည်းရင်ဘာမှမဖြစ်ခဲ့ပါဘူးသူတို့ဘာတွေရိုက်ထားလဲဆိုတာမင်းစိတ်ဝင်စားနေခဲ့တာပါနောက်ဆုံးတော့စနေညရောက်လာပြီးအစီအစဉ်တရားဝင်လက်ထုတ်ခဲ့တယ်မင်းလည်းတကယ်ကိုစိတ်မရှိတော့ဘူးလေအဲ့ဒီအချိန်မှာမင်းရဲ့အမေနီနီကတကားကိုမတိမတာတွန်းဖွင့်လိုက်ပြီးဒါ
ဘာလို့နေတာလဲကျောင်းကရိုက်ထားတဲ့အစီအစဉ်စတော့မယ်အတူတူကြည့်ကြရအောင်အဲ့ဒါကိုဘာလို့ကြည့်မှလဲငါမှမပါတာအဲ့ဒီအမှုပညာရှင် plastic တွေကိုလည်းအမေစိတ်ဝင်စားမှာမဟုတ်ပါဘူးအပြင်းပြေကြည့်မလို့လေတားငါကိုတခုခုဖုံးကွယ်ထားတယ်လို့ခံစားနေရတယ်ပြောရင်းနဲ့မင်းမေကကုတင်ပေါ်မှာထိုင်လိုက်တယ်အစီအစဉ်မှာအများကြီးမပါပေမဲ့မေရီရဲ့ဘေးထိုင်ကုန်ဖြစ်နေတာကြောင့်မင်းပါလာမှတေချာနေပြီလေမင်းရဲ့စိတ်မချရတဲ့အမေသာမြင်သွားရင်ပြဿနာတွေတက်တော့မှာပါဒါပေမဲ့အစီအစဉ်ကတရားဝင်လွတ်နေပြီးမို့တားလို့လည်းရတော့မှာမဟုတ်ပါဘူးအမေတောင်းပန်ပါတယ်လိမ့်လိုက်မိတယ်တကယ်တော့မေရီနဲ့ငါကဘေးချင်းကတ်ထိုင်တာပါအခုမှပြောပြလို့ကျေးဇူးပဲတော့မပြောရင်ငါဘာမှသိမှာမဟုတ်ဘူးအဲ့ဒီချစ်စရာကောင်းတဲ့ကောင်မလေးကိုငါကြိုက်တာတည့်ရတာနဲ့ငါ့ကိုဖုံးကွယ်ထားတယ်ပေါ့နီနီကခြေချင်းချိတ်ထိုင်ရင်အစားတဲကတိနေတယ်လို့မင်းကိုကြည့်လိုက်တယ်မင်းမေရဲ့အမှုရာကြောင့်အံ့အားသင့်သွားပြီးအမေတိနေတာလားဒီလောက်ကိစ္စကြီးတာကိုမပြောဘူးဟိုကလေးစီကကြားမတိရတယ်မင်းကိုမွေးရတာလားကားပဲမင်းမေကိုမင်းမယုံဘူးလားအမေဟာပိုရေးမှာကြောက်လို့ပါဘာမှမဟုတ်ပါဘူးငါကနောက်ခံလူဖြစ်ပဲပါတာပါငါဘာမှမလုပ်ရဲတာနီနီကအနားတို့လာပြီးလက်တော့ဖွင့်ဖို့ပြောတယ်စတော့မယ်အတူတူကြည့်ရအောင်မင်းကွန်ပျူတာဖွင့်ပြီးငယ်ရွယ်ချင်းဤအပိုင်းတကိုနှိပ်လိုက်တယ်အစီအစဉ်တရားဝင်စတင်ခဲ့ပြီးအမှုပညာရှင်9ယောက်လုံးစုံလင်းသွားခဲ့တယ်အစီအစဉ်ကကိုယ်တိုင်မိတ်ဆက်တဲ့အပိုင်းစီရောက်သွားခဲ့တယ်ဒါပေမဲ့စိတ်ဝင်စားစရာကောင်းတာကသူတို့မိတ်ဆက်နေချိန်ကင်မရာကအတန်းတစ်ခုလုံးကိုရိုက်ပြလိုက်တာပါပဲစိတ်လှုပ်ရှားနေတဲ့ចောင်းသားတွေကြားမှာမင်းကခေါင်းငုံပြီးစာဖတ်နေတာထင်ရှားနေခဲ့တယ်မင်းเจ้าမှာဒီလောက်စာစူးစမ်းတာလားအမှုပညာရှင်တွေလာတာတော့မကြည့်ဘူးလားမင်းမေကမင်းကိုပိုသဘောကျသွားခဲ့တယ်မင်းခေါင်းကုတ်လိုက်ရင်အမှုပညာရှင်လည်းလူပါပဲဘာကြည့်စရာရှိလို့လဲပေါ့ဒါပေမဲ့အဲ့ဒီအချိန်မှာမင်းကိုသူတပားကိုမလေးစားဘူးလို့ဆွဆွဲတဲ့ကန့်ချက်တစ်ခုတက်လာခဲ့တယ်ဒါပေမဲ့မင်းကယူမဆိုင်ပါဘူးအင်တာနက်ဆိုတာဒါမျိုးပါပဲရှေ့ကចောင်းသားတွေမိတ်ဆက်ပြီးနောက်မေရီလက်ရောက်လာခဲ့တယ်ဒါပေမဲ့သူ့မှာဘေးထိုင်ကုန်မရှိတော့တာကြောင့်ကန့်ချက်တွေမှာတနာစရာမေရီလို့ရေးကြတော့တာပေါ့ဒါပေမဲ့နောက်ထပ်ဖြစ်လာတာကပိုပြီးရှုပ်ထွေးသွားစေခဲ့တယ်မေရီကတာမန်ចောင်းသားတယောက်ကိုထိုင်ကုန်ဖော်ဖြစ်ရွေးချယ်တယ်လို့ပြောတယ်အဲ့ဒီចောင်းသားခေါင်းကုန်စာဖတ်နေတာတွေ့တယ်သူကစာတကယ်စူးစမ်းတဲ့သူဖြစ်ရမယ်သူ့ဘေးမှာထိုင်လို့ရမလားကောင်မလေးလက်ညှိုးထိုးပြရစီကင်မရာရောက်သွားပြီးမင်းရဲ့ဇွေးစွာမျက်နှာမှာရက်တန့်သွားခဲ့တယ်မင်းချက်ချင်းမင်းတက်သွားခဲ့ရတယ်တာမန်ចောင်းသားတယောက်ကိုကင်မရာမှာအကြာကြီးပြတာလုံးလုံးနေပြီလေမင်းစိတ်ကူးရင်တာဖြစ်နိုင်ပေမဲ့ကန့်ချက်တွေတစ်စက္ကန့်လောက်တိတ်ဆိတ်သွားတယ်လို့ခံစားလိုက်ရတယ်ကြည့်ရှုသူတွေကမင်းရဲ့ရုပ်ရည်ကြောင့်အံ့အားသင့်သွားကြတာပါဒီတာမန်ចောင်းသားကမင်းသားတွေထက်တောင်ရုပ်ချောနေတာကိုအခုချိန်မှာတာမန်လူတွေကဒီလောက်တောင်ရုပ်ချောနေတာလားအဲ့လိုနဲ့မင်းကမေရီရဲ့ဘေးထိုင်ကုန်ဖော်ဖြစ်သွားခဲ့တာပါအဲ့လိုနဲ့ဘေးထိုင်ကုန်ဖြစ်သွားတာပေါ့မင်းမေကမျက်မှောင်ကျုပ်လိုက်တဲ့ရုပ်ချောလို့ရွေးခံရတာလို့ထင်ထားတာလေပိုတွေးမိတာပဲဖြစ်သွားခဲ့တာပါအစီအစဉ်ကအဆင်ပြေပြေဆက်သွားခဲ့တယ်နောက်ပိုင်းမှာအကြောင်းဘဝပုံရိပ်အချို့ပါလာခဲ့တယ်အတန်းနဲ့စာချက်တာနဲ့အားလက်ချိန်အပြန်လန်စကားပြောရတွေပေါ့ပရိသတ်တွေကန့်ချက်တွေရေးကြပြီးမင်းကြောင့်ဘယ်သူမှမပြောတော့ပါဘူးဒါပေမဲ့အစီအစဉ်ဆက်သွားရင်မေရီရဲ့ပုံရိပ်တွေရောက်လာတော့အခြေအနေကရုတ်တရက်ပြောင်းလဲသွားခဲ့တယ်လူရောင်ဒီတင်ချပု္ပ္ပာကခက်လိုက်တာငါ့ကိုတင်ပေးပါဦးဒုတိယနှစ်ရောက်အောင်စောင့်လိုက်ကြရင်နားလည်သွားလိမ့်မယ်ဒုတိယနှစ်ကျရင်နားလည်သွားမယ်ဟုတ်လားမေရီကတန်တရားနဲ့ကြည့်လိုက်တယ်ဒုတိယနှစ်ရောက်ရင်ကျင့်သားရသွားမှာမလို့ပါနီနီရဲ့အမူအရာရုတ်တရက်တောင်းတင်းသွားခဲ့တယ်သူ့သားကဘာလို့ဒီလောက်စိတ်တူစရာကောင်းနေရတာလဲလူရောင်လန်ကိုအင်္ဂလိပ်လိုဘယ်လိုပြောလဲစာစီစာကုန်းမှာပိတ်နေလို့ပါယူဆိုပြီးမင်းကလက်ချောင်းနဲ့တင်းတဲ့ပုံလုပ်ပြလိုက်တယ်အဲ့ဒီအချိန်မှာကန့်ချက်တွေတဲ့ဟာဟာတွေနဲ့ပြည်သွားခဲ့တယ်ချစ်စရာကောင်းတဲ့ဘေးထိုင်ကုန်နှစ်ယောက်ကိုကြည့်နေရတယ်လို့ပါပဲမင်းလုံးဝဇဝေးစွာဖြစ်သွားခဲ့တယ်ဟာတလုံးလို့နမေကြီးသွားတာတော့မဟုတ်ပါဘူးနော်ဒါကလုံးဝဖြစ်နိုင်စရာမရှိတာပါအပိုင်းကတဝက်ပဲရှိသေးပြီးမင်းပုံရိပ်တွေအများကြီးပါနေခဲ့ပြီလေအဲ့ဒီအချိန်မှာပဲမင်းမေကသားမင်းနမေကြီးနေပြီလို့អော်လိုက်တယ်ပြီးတော့မင်းစီဖုန်းကန်းပေးလိုက်တာကြောင့်ချက်ချင်းယူကြည့်လိုက်တော့ဝေလိုရဲ့ထိတ်တန်းထန်တွေကိုတွေ့လိုက်ရတယ်အမတ်တဲ့ငယ်ရွယ်ချင်းဤအပိုင်းတဲ့အမတ်နဲ့မေရီဒေါသထွက်လုံးလို့ငိုချင်သွားရတယ်အမတ်ခုနဲ့မေရီရဲ့ဘေးထိုင်ကုန်ကတကယ်ကိုပွင့်လင်းလုံးတယ်အမတ်ဆက်လေလူရောင်ဆိုတာဘာတူလဲ